စပင်းနဲ့ထက်လောက်နေပြီကိုသူထမရှိပါရဲ့ဒီဆောင်ပြီးတော့အိမ်ထဲဝင်လိုက်ပါတော့အိမ်ထဲဝင်လိုက်ပါရှင်ပြီးတော့အိမ်ကြီးလေးထည့်သွားလိုက်ပါပါတော့ပြီးတော့ဒီမှာဒေါ်သမီးဝတ်ဆောင်လေးဝတ်ပေးရမယ်မယ်ရှင်အပေါ်တော့ဒေါ်သမီးဝတ်ဆောင်လေးပါတော့တိမ်ဝေးပြလာရင်ရှင်ဘုရားဒေါ်သမီးဝတ်ဆောင်လေးပါ TWETTMMTDRESS ဆိုတာတော့သမီးကိုပြောပါတော့ဒါရှင်ရလေးကိုနှိပ်ပေးပါပါတော့နှိပ်ပြီးတော့လည်းမတော်သမီးဝတ်စုံလေးရပါပါပြီရှင်အဲ့ဒါတော့ဘာလို့လဲဘာလို့တော့ဘာညတော့ဖြစ်ပါရဲ့ဒီကဘာလို့ပြောင်းလိုက်ပါရှင်ပြီးတော့ဘာကအိမ်လေးကိုပြန်ဝင်ပါမယ်။ဘာလို့လဲအိမ်လေးလိုပဲလေးပေးရမှာပေါ့နော်။ဘာလို့ကြာနေကြရဲ့ဝတ်စုံလေးဝတ်ပေးရပါမယ်။ဝတ်စုံလေးဝတ်ပေးရမှာမရှင်။ဒီဒါဆိုရင်တော့နေကြဝတ်စုံလေးရပါပါပြီ။ဒီဒါဆိုရင်ဒီကိုပေါ့နော်လက်တွဲလိုက်ပေါ့နော်လက်တွဲလိုက်ပါရှင်။ပြီးတော့တို့ဘွားလေးကိုနှိပ်ပေးလိုက်ပါ။ပြီးတော့ပြန်လွတ်ပေါ့နော်။ဒီပြန်လွတ်ပါ။ပြီးတော့သူ့တော်ဘွားတောင်မလေးကိုပြန်ပြီးချက်လိုက်ပါပြီးတော့တော်ဘွားကိုပြန်ပိတ်လိုက်ပါပြီးတော့အတောင်မလေးကိုပြန်လှုပ်လိုက်ပါပြီးတော့ထဲပြန်ပြောင်းပေးပါရှင်ပြီးတော့အတေးကဒီတောင်မလေးကိုအညို့စားလေးပေးပါမယ်ရှင်အဲ့ရလေးကသူ့အတုံးရင်းနှီးရလောက်အောင်ပေါ့နော်သူကအုတ်ထေလို့ပြန်လာသူရင်းနှီးွားပါပြီးပြီးတော့သူ့ကိုအညို့စားတဲ့ဒီအပေါ်ဆုံးွားပေါ့နော်ဟွာအစတာလေးကိုနှိပ်ပေးပါရှင်ဒါလေးပါရှင်အဲ့ရလေးကိုနှိပ်ပေးပါရှင်ဒါတော့ရသူရပါပါပြီဒါတော့သူ့ကိုမချီလိုက်ပါတော့ပြီးတော့သူ့ချီလိုက်ပါပြီးတော့ဗန်းပြန်ပြောင်းပါရှင်ဗန်းကသူ့ချီထားတဲ့ဒေးကိုပြန်ချီလိုက်ပါရှင်ပြီးတော့ဒေးလက်တတိုက်ဖြစ်သွားပါမယ်ပြီးတော့ဒေးကဒေးပြန်ပြောင်းပါပဲပြီးတော့တောင်မလေးကိုချလိုက်ပါနောက်ပြီးကြရင်တော့ပြောင်းနေထင်ဝင်လိုက်ပါရှင်ပြီးတော့တို့လူချင်းစပင်းပုံစံလေးပြောင်းလိုက်ပါရှင်ဒါဆိုတော့တုံထုံကြီးဖြစ်သွားမှာပေါ့နော်ပြီးတော့အညူစားတဲ့ဆောင်တော့လေးပေးလိုက်ပါရှင်ဒါဆိုတော့ရန်လာတော့စပင်းလေးရပါမယ်သူကရောင်းတော့မတူဘူးပေါ့နော်ရောင်းတော့မတူပါဘူးဖြစ်သွားမှာဒီမှာအရောင်လေးပြန်ချိန်ပါမယ်ရှင်ရောင်လေးပြန်ချိန်ပါလိမ့်ပါလေချိန်ပါလိမ့်ပါလေရှင်ဒေတာဆိုရင်တော့ရန်လာတော့စပင်းပုံစံလေးကြပါပါပြီရှင်စပင်းလေးကလည်းဆေးပြားလေးစပါတယ်ရှင်အရန်လေးလာတော့ရန်လေးမိုက်တယ်ပေါ့နော်ဒီလိုပုံစံလေးကြပါတယ်အောက်ထပ်စပင်းတက်တော့နေပေါ်စပင်းလေးအပေါ်ကနေစီးထားတဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့အဲ့ဒီမှာတနည်းလိုလုပ်တယ်တခြားပုံစံလေးကြောင်းလိုက်ရပါတော့အားလုံးပဲပါရှင်နောက်ထပ်ပါတယ်လုပ်ပြရမလဲဆိုတာYouTube တို့မှလေးအောင်မှာဆိုဒီပါရှင်အဲ့လိုပဲပြမမနောက်ထပ်ဟာလေးလေဒီစက်ပေးပါရှင်